စနိုက်ပါသမားကသူ့ရဲ့ပြစ်မှတ်ကိုချိန်ရွယ်လိုက်ပါတယ်လူသက်သမားကတနက်ပြစ်လိုက်တဲ့အချိန်မှာပဲတက်တော်ဆောင်မလီကအန်ဒီယေကိုရိပ်မိသွားပြီးသူ့ရဲ့အထက်လူကြီးကိုဘေးကင်းရစီအញ្ញံဆွဲခေါ်သွားခဲ့ပါတယ်စနိုက်ပါသမားကအပြန်ဘက်ကနေသူတို့ကိုလိုက်ရှာနေတော့မှသူတို့နှစ်ယောက်ဟာရေချိုးကန်းစီကိုဦးတည်ပြီးကျမ်းမြင့်ပေါ်မှာဝတ်သွားခဲ့ကြပါတယ်တော်သေးတာကသူတို့ဒုတိယအကြိမ်ပြစ်ခတ်မှုကိုရှောင်တိုင်းနိုင်ခဲ့တာပါပဲလီဆာကသူ့အထက်လူကြီးကိုရေချိုးကန်းထဲမှာဝတ်ထားပေးခဲ့ပြီးဒီအန်ဒီယေကိုတယောက်တည်းရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကလက်နက်ရှာဖို့အခန်းထဲကိုဝေဝဲကြည့်လိုက်တဲ့အခါကော်ဖီစပွဲအောက်မှာပစ္စတိုတနက်တလက်ကိုတွေ့သွားပါတယ်ဒါပေမဲ့စနိုက်ပါသမားကတော့သူတို့ကိုချိန်ရွယ်ထားဆဲပါပဲတခြားရွေးချယ်စရာမရှိတော့တာကြောင့်လီဆာဟာစားပွဲစီကိုဝက်သွားခဲ့ပါတယ်စနိုက်ပါသမားကထပ်မံပစ်ခတ်လိုက်ပြန်ရမှာတော့သူ့ရဲ့လက်မောင်းကိုထိမှန်သွားပြီးတနက်ကကျမ်းပြင်ပေါ်ကိုလက်ချသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ကတိုက်ခိုက်သူကတကားကိုချိုးဖျက်ဝင်ရောက်ဖို့ကြိုးစားနေပါတယ်လီဆာတော့ဒေါင်းတနေရာမှာကတ်ပြီးစောင့်ဆိုင်နေလိုက်ပါတယ်တကားပေါင်ပြုတ်ထွက်သွားတဲ့အချိန်မှာတော့သူကတန်ပိတ်လုံးကိုကောက်ကင်ပြီးကျူးကြောင်ဝင်ရောက်လာသူစီပြေးဝင်ကရင်ဘက်ကိုထိုးဆိုင်လိုက်ပါတော့တယ်ဒါပေမဲ့တိုက်ခိုက်သူကလဲကျမသွားတဲ့အပြင်ပိုပြီးတော့ဒေါသထွက်သွားပြီးသူ့ကိုရှာဖို့အခန်းထဲကိုစွရကျင်းဝင်လာခဲ့ပါတယ်လီဆာကတော့အသက်ကိုအောင့်ပြီးတောင်းတနေဟာမှာပုံနေခဲ့ပါတယ်ဒါပေမဲ့သူ့အထက်လူကြီးကမတော်တဆရေကျိုးခန်းတကားကိုဖွင့်မိပြီးတခုခုကိုချလိုက်မိလာကြောင်းအတန်ထွက်သွားခဲ့ပါတယ်တိုက်ခိုက်သူကအဲ့ဒီအတန်ကြားရစီကိုအပြေးအလွှားသွားကြည့်ပါတယ်အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာပဲလီဆာကသူ့အပေါ်ကိုခုံအုပ်လိုက်ပြီးသူတို့နှစ်ယောက်တက်ပုတ်ကြပါတော့တယ်တိုက်ခိုက်သူကသူ့ရဲ့လေဘင်းကိုညှစ်ပြီးအသက်ရှူကျအောင်လုပ်ပါတော့တယ်ဒါကိုမြင်သွားတဲ့အထက်လူကြီးကဘီးတစ်ချောင်းကိုကောက်ကင်ပြီးအဲ့ဒီလူကိုထိုးလိုက်ပါတယ်လီဆာလည်းလွတ်မြောက်သွားပြီးသူ့ရဲ့ခါးဘတ်ကိုအမြန်ဖြုတ်ကတိုက်ခိုက်သူရဲ့လေဘင်းကိုပတ်ပြီးချုပ်လိုက်တဲ့အခါမှာတော့နောက်ဆုံးမှာတော့အဲ့ဒီလူကိုနှိမ်နှင်းနိုင်ခဲ့ပါတယ်သူ့ရဲ့ mission မအောင်မြင်တော့မှန်တီးသွားတဲ့စနိုက်ပါသမားဟာလည်းပစ္စည်းတွေတိမ့်ပြီးထောက်ခွာသွားပါတော့တယ်လီဆာလည်းသူ့ရဲ့အထက်လူကြီးတို့ဟာတီတီလေးအထက်ဘေးကလွတ်မြောက်ခဲ့ကြတာဖြစ်ပါတယ်